ဟယ်လိုမင်္ဂလာပါကျမကတော့ထွေထွေယောဂကုဆရာဝန်ဒေါက်တာခင်ပါဒီနေ့မှာတော့ကျမပြပြသွားမယ့်အကြောင်းအရာလေးက mental health လို့ခေါ်တဲ့စိတ်ရဲ့ကျန်းမာရေးဟာကျမတို့ရဲ့ physical health လို့ခေါ်တဲ့ကိုယ်ကျန်းမာရေးအပေါ်ကိုဘယ်လိုသက်ရောက်မှုတွေရှိနေလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်လူတိုင်းကနေ့စဉ်ဘဝမှာစိတ်ဖိစီးတာစိတ်တက်ကြတာစိတ်ပူပန်ရတာတွေကိုအနေနဲ့အများကြုံတွေ့ခံစားရတယ်ပေါ့နော်ဒီလိုစိတ်ဖိစီးတာစိတ်ပူပန်ရတဲ့အခါကျရင်ကျမတို့ရဲ့ခန္ဓာကိုယ်က adrenal gland ကနေပြီးတော့ cortisol ဆိုတဲ့ဟော်မုန်းကိုထုတ်ပေးပါတယ်ဒီဟော်မုန်းရဲ့အဓိကလှုပ်ဆောင်ချက်ကတော့ကျမတို့ရဲ့ခန္ဓာကိုယ်ကိုဒီ alert ဖြစ်နေအောင်ပေါ့နော်နှိုးကြွတက်ကြနေအောင်ကိုကြုံတွေ့နေရတဲ့ဒီစိတ်ဖိစီးတာပူပန်ရတဲ့အရာတွေကိုဒီကြော်ဖြတ်နိုင်ဖို့ပေါ့နော်ဒီဟော်မုန်းကလှုပ်ဆောင်ပေးပါတယ်ပုံမှန်အခြေအနေမှာဆိုရင်လည်းဒီ cortisol ဆိုတဲ့ဟော်မုန်းကိုကျမတို့ခန္ဓာကိုယ်ကမနက်6နာရီနဲ့8နာရီကြားမှာအများဆုံးထုတ်ပေးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့တွေကမနက်ပိုင်းတွေမှာကျမတို့ရဲ့ပုံမှန်နေ့စဉ်လုပ်ငန်းလုပ်ဆောင်တာတွေကိုတက်တက်ကြွကြွနဲ့လုပ်ဆောင်နိုင်တာဖြစ်ပါတယ်စိတ်ဖိစီးမှုစိတ်ပူပန်မှုတွေကိုရေရှည်အမြဲကြုံတွေ့နေရတဲ့သူတွေမှာတော့ဒီ cortisol ဟော်မုန်းကလူတာထက်ပိုပြီးတော့ခန္ဓာကိုယ်မှာအများကြီးထွက်နေတတ်ပါတယ်။ cortisol ဟော်မုန်းအများများတဲ့အတွက်ခန္ဓာကိုယ်မှာနှလုံးခုန်နှုန်းတွေမြင့်တာသွေးပေါင်တွေတက်တာခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်တွေကျတာညဘက်တွေမှာအိမ်မပျော်တာတွေဖြစ်လာနိုင်ပါတယ်။နောက်ဆက်တွဲအနေနဲ့သွေးတိုးနှလုံးတွေသွေးကြောဆိုင်ရာယောဂတွေစီးကျိုယောဂတွေဖြစ်လာမှာဖြစ်ပါတယ်။ဒါအပြင်အစာအိမ်နဲ့ဦးလန်းချောင်းပြဿနာတွေမကြာခဏခေါင်းကိုက်တတ်တာရှင်ဘတ်အောင်တက်တာအမြဲတမ်းပင်ပန်းနေတတ်တဲ့စာရေးလက္ခဏာတွေခံစားလာရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့ကဒီ physical health ပေါ့နော်ကျမတို့ရဲ့ကိုယ်ကျန်းမာရေးတွေကိုဂရုစိုက်နေတယ်လို့မျိုးဒီစိတ်ရဲ့ကျန်းမာရေးကိုလည်းဂရုစိုက်ဖို့လိုတယ်ပေါ့နော်။ဒီနေ့ကိုအနည်းဆုံး9မိနစ်ခန့်တရားထိုင်ပြီးခြင်းဟာခန္ဓာကိုယ်မှာ cortisol level ကိုကျစေပါတယ်။နောက်တစ်ခုကမိမိနှစ်သက်ရာအားကစားတစ်မျိုးမျိုးပေါ့နော်။ဥပမာဆိုရင်လမ်းလျှောက်တာမျိုးပဲဖြစ်ဖြစ်ဒီလိုလေ့ကျင့်ခန်းတစ်ခုခုကိုနိုင်ခွက်ခန့်လုပ်ပေးခြင်းဟာလည်းဒီ stress hormone ခန္ဓာကိုယ်ထဲမှာများနေတာကိုနည်းအောင်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒီကိုစိတ်ဖိစီးတာတွေစိတ်ပူပန်ရတာတွေနဲ့ကြုံတဲ့အခါမှာကိုတယောက်တည်းနေတာထက်ဆိုင်ရင်ကိုချစ်ရတဲ့မိသားစုတွေဒါမှမဟုတ်မိတ်ဆွေတငယ်ချင်းတွေနဲ့လည်းစကားပြောတာမျိုးပေါ့နော်။ဒါမျိုးတွေလုပ်ပေးတင်ပါတယ်။